မင်္ဂလာပါရှင်ပမာတိုင်းတာဘာသာဖြင့်တည်တင်ဆက်မှုအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့ KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့တည်နဲ့ KBC ဥက္ကဋ္ဌဟောင်းတိတ်ခါဒေါ်ရဆရာကြီးဒေါက်တာခါလမ်ဆမ်ဆွန်ကိုပြန်လွတ်ပေးဖို့အတွက် KBC ကထုတ်ပြန်ထားတဲ့တည်ကိုတင်ဆက်သွားပါမယ်ကျွန်မကရှင်းမုံပါKIA တပ်မဟာ9အမှတ်3တပ်ရင်းနေမြေမှာတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေဒီကနေ့မေလ3ရက်နေ့မနက်ပိုင်း9နာရီမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ KIA အမှတ်3တပ်ရင်းနေမြေဖြစ်တဲ့စမဘုံ၊ကကမ်ဘုံ၊ခရမ်ဘုံ၊ကီတုံဘုံတွေမှာတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြားနှစ်ဖက်စစ်ရေးတင်းမာနေတဲ့အခြေအနေရှိတာကြောင့်၎င်းနေမြေမှာရှိတဲ့ပြည်သူတွေဘေးလွတ်ရာကိုတင်းရှောင်နေရတယ်လို့စုံစမ်းသိရှိရပါတယ်။မြစ်ကျင်းအကျဉ်းထောင်မှာစစ်ကောင်စီတပ်ကမတရားဖမ်းဆီးထားတဲ့ကချင်နှစ်ချင်းခရီးရန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်းတိတ်ခါဒေါ်ရဆရာကြီးဒေါက်တာခါလမ်ဆမ်ဆွန်ကိုပြီးခဲ့တဲ့ဧပြီလ18ရက်နေ့မှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်ပေးခဲ့ပေမဲ့ည9နာရီခွဲအချိန်မှာပဲစစ်ကောင်စီတပ်ကမေးစရာရှိတယ်ဟုဆိုကပြန်လည်ဖမ်းဆီးသွားပြီးတော့ယခုချိန်ထိလွတ်ပေးခြင်းမရှိသေးတာကြောင့်ဆရာကြီးကိုအမြန်ဆုံးပြန်လွတ်ပေးဖို့ KBC ကထုတ်ပြန်ကြေညာထားပါတယ်စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မေထွန်းကတော့ဆရာကြီးကိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပါဝင်ဖို့အတွက်ခေါ်ထားတာဖြစ်တယ်လို့သတင်းဌာနတွေကိုပြောထားပါတယ်စစ်ကောင်စီတပ်တွေကဆရာကြီးကိုလွန်ခဲ့တဲ့2020ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှာထိုင်းနိုင်ငံကိုဆေးကုသဖို့တွားချိန်မန္တလေးလေဆိပ်မှာဖမ်းဆီးပြီးတော့ပြစ်မှုပုံမှန်3ခုနဲ့ထောင်ဒဏ်6နှစ်ချမှတ်ထားတာဖြစ်ပြီးယခုနှစ်နှစ်ဆန်း1ရက်နေ့မှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာပြီးတော့၎င်းနေ့မှာပဲပြန်လည်ဖမ်းဆီးသွားပြီးယနေ့အချိန်ထိဖမ်းဆီးထားတာဖြစ်ပါတယ်။ဒီနေ့တင်ဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့ break အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။